မမေဖေဖေတို့အနေနဲ့တတမီမီလေးတွေကိုကိုဝင်ဆောင်တဲ့အချိန်မိဖွားတဲ့အချိန်တွေအတွက်စိုးရိမ်ပူပန်နေတဲ့သူတွေရှိကြလားဒါဆိုရင်တော့2လပိုင်း14ရက်နေ့မှာရွှေတော်ရီမှာကျင်းပမယ် Mommy's to be class သင်တန်းလေးကိုတက်ရောက်ဖို့လိုမယ်နော်Mommy's to be class ကိုဘယ်လိုလူမျိုးတွေတက်ရောက်တင်တာလဲခင်နဲ့အညီကိုဝင်ဆောင်ကျမ်းမာရေးကိုသိရှင်လေ့လာခြင်းနေကြတဲ့မမပိုက်တို့နဲ့မမပိုက်တို့ရဲ့အမျိုးသားတို့ထုပင်တက်ရောက်တင်ပါရဲ့နော်နောက်တစ်ချက်အနေနဲ့ကတော့ဘယ်လိုအကြောင်းအရာတွေကိုသင်ကြားပေးမှာလဲဘယ်သူတွေကသင်ကြားပေးမှာလဲဆိုတာရောပါသင်ကြားပေးမယ့်အကြောင်းအရာတွေကတော့ကိုဝင်ဆောင်စဉ်အတွင်းမှာအန္တရာယ်ရှိတဲ့ကျန်းမာရေးလက္ခဏာတွေနဲ့ကိုဝင်ဆောင်စဉ်အတွင်းမှာမဖြစ်မနေတိကိုတိထားတဲ့အကြောင်းအရာတွေကိုဒေါက်တာမျိုးရဲ့ဆရာဝန်ကြီးဒေါက်တာကေတီမှာသင်ကြားပြသပေးသွားမှာဖြစ်ပြီးတော့စံထားတင်သောကလေး note digestion နည်းလမ်းများပုံစံတကျကလေးအနီထုတ်ရှင်ကလေးရေရှိုးပေးရှင်ကလေးလေထုတ်ပေးရှင်စတဲ့နည်းလမ်းတွေကိုကျွမ်းကျင်သောသူနာပြုဆရာမကြီးများမှစနစ်တကျသင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကဲအားလုံးသိရှင်နေကြတဲ့သင်တန်းကြီးလေးရရောဘယ်လောက်ဖြစ်မယ်လို့ထင်လဲ။ချွတ်တော်ဝင်ရဲ့ Mommy's to be class သင်တန်းလေးကမေမေဖေဖေတို့ရဲ့မိဘဘွားခရီးလမ်းအစပြုရမှာအခွင့်အရေးတစ်ခုဖြစ်လာစေရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့100%အခမဲ့သင်တန်းလေးဖြစ်ပါတယ်ရှင်။ဒါအပြင်လာရောက်တင်ကြားတဲ့မမဖိုက်တို့အတွက်ရှစ်တော်ဝင်ဆေးရုံမှာအမှတ်တရလက်ဆောင်များပေးရသွားမှာပဲဖြစ်ပါတယ်ရှင်။ Mommy 2B class သင်တန်းလေးရာဆိုရင်2လပိုင်း14ရက်နေ့မနက်10:00နာရီမှနေ့လယ်12:00နာရီအထိရှစ်တော်ဝင်ဆေးရုံမှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်ရှင်။ကဲဆိုတော့တင်တန်းကြီးလေးရအခမဲ့ဖြစ်ပေမဲ့လူကြီးအကန့်အသတ်ရှိတာမို့မမေဖေဖေတို့အနေနဲ့ဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးကိုလုံးဝလက်လွတ်ဆုံးရှုံးမခံမဲနဲ့အခုပဲရှက်ပေါက်မှာစီးပေးသွင်းလိုက်တော့နော်။